မှာဒီဂဇီဓာတ်ကိုနည်းနိုင်သမျှနည်းအောင်ကြိုးစားအောင်ဂဇီဓာတ်ဆိုတာ starch လေ carbohydrate ကျမတို့မြန်မာအများစုကြိုက်တယ်ထမင်းပေါ့နော်ထမင်းတို့ခောက်ဆွဲတို့မွေးငါးတို့ကျမတို့တစ်ချိန်လုံးစားနေကြတာနော်နောက်ပြီးတော့စီဂဇီဓာတ်ကိုလျှော့ပြီးတော့စားနေကြတာနော်နောက်ပြီးတော့စီဂဇီဓာတ်ကိုလျှော့ပြီးတော့ protein ဓာတ်ကိုနည်းနည်းစားနော်ကောင်းတဲ့ကျန်းမာတဲ့အစီတွေကိုများများစားအောင်မယ်ကျမကဘာကြောင့်အဲ့လိုပြောရတာလဲဘာကြောင့်အဲ့လိုပြောရတာလဲဆိုတော့ဒီဂဇီဓာတ်ကိုစားတဲ့အခါမှာခန္ဓာကိုယ်ကြီးကနေပြီးတော့ဒီဂဇီဓာတ်ကိုဒီစွမ်းအင်အဖြစ်နဲ့ပြောင်းတဲ့အခါမှာနော်ဂဇီဓာတ်တစ်လုံးကိုစွမ်းအင်က38လုံးထွက်တယ်သို့တော့ဒီ38လုံးထွက်တာနဲ့အမျှနော်ဒီခန္ဓာကိုယ်ကိုအရန်ရောင်ကိုင်းစေတဲ့နော် reactive oxygen species လို့ခေါ်တယ်အဲ့ဒါတွေကလည်းအများကြီးထွက်လာအဲ့တော့များများစားလေနော်အစာကိုတစ်ချိန်လုံးစားနေတဲ့လူအထူးသဖြင့်အဲ့ဒီဂဇီဓာတ်များများစားတဲ့လူတွေဟာနော်ဒီတစ်ချိန်လုံးခန္ဓာကိုယ်ကနေပြီးခန္ဓာကိုယ်တအားရောင်ကိုင်းစေတဲ့ဓာတ်တွေထွက်တာနော်အဲ့တော့ကျမတို့ကအဲ့လိုမဖြစ်ရအောင်ဘယ်လိုလုပ်နိုင်လဲဆိုတော့ဒီဂဇီဓာတ်ကိုရှော့နိုင်သမျှရှော့ချကျမတို့ကဂဇီဓာတ်ကိုရှော့နိုင်သမျှရှော့ပြီးအစီကိုစားလိုက်မယ်အစီကိုအဓိကထားပြီးစားလိုက်မယ်ဆိုလို့ရှိရင်